ီးသွားဆိုတာလူတစ်ယောက်ရဲ့စိတ်ကိုပြောင်းလဲပေးနိုင်တဲ့အရာတစ်ခုပါအဲ့ဒီခီးတစ်ခေါက်မှာပဲကျွန်တော်ဘဝရဲ့အရေးကြီးတဲ့လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ရပါတယ်အဲ့ဒီနေ့ကတောင်တန်းဒေသတစ်ခုကိုမိတ်ဆွေတချို့နဲ့ခီးထွက်ခဲ့တာပါမိုးလင်းစမှာလေးတန့်လေးနဲ့အေးမြတဲ့လေငင်းတွေကြားထဲမှာလူတစ်တွေကိုလည်းတွေ့ရပါတယ်အဲ့ဒီအချိန်မှာပဲမျက်လုံးချင်းစုံလိုက်ရတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်သူမကအရန်မလှပလောက်ပေမဲ့သဘောထားကချစ်စရာကောင်းပြီးပြုံးတဲ့အခါစိတ်ကိုနူးညံ့စေတဲ့လူမျိုးပါအစမှာတော့ရိုးရိုးခီးသွားအဖော်တွေလိုပဲစကားပြောအစားအစာမျှဝေဓာတ်ပုံရိုက်ရင်အချိန်ကုန်ခဲ့ပါတယ်ဒါပေမဲ့ခီးတစ်နေ့ပြီးတစ်နေ့ကြာလာသလိုသူမနဲ့အတူရှိရတာကိုသတိမထားမိပဲပိုပြီးစိတ်ဝင်စားလာခဲ့ပါတယ်သူမရဲ့အပြောဆိုအတွေးအခေါ်နဲ့လူအပေါ်ထားတဲ့သဘောထားတွေကကျွန်တော်စိတ်ကိုတဖြည်းဖြည်းဆွဲဆောင်သွားခဲ့ပါတယ်ညနေခင်းတွေမှာနေဝင်ချိန်ကိုအတူကြည့်ရင်ဘဝအကြောင်းအနာဂတ်အကြောင်းတွေပြောခဲ့ကြပါတယ်။အဲ့ဒီအချိန်တွေမှာသူမနဲ့အတူရှိရတာကစိတ်အေးချမ်းမှုတစ်ခုလိုဖြစ်လာခဲ့ပါတယ်။မတိမတာနဲ့သူမကိုတတိယတက်လာပြီး